လိုက်ပန်းကင်းလေးတွေကတနေ့တစ်လာတယ်ကွယ်ကြည့်လိုက်တော့အားတော်ဖြစ်သွားတာနကမောက်ပင်ကင်းလေးပါရှင်အိုးပိုးကြနေတလားဒီမှာပိုးတစီပေးရမဒီအကောင်လေးတွေဖမ်းထုတ်ရမှာဖမ်းထုတ်ရင်သူကကြိုက်မှာတော့တရွက်ပြီးတရွက်ကြိုက်မှာနကမောက်ပင်စိုက်ချင်တယ်ဆိုရင်အခင်းကြီးပဲဖြစ်ပေါ့နော်စိုက်နီးတွေလာပြီးတော့မြင်းမြန်းလို့ရပါတယ်မျိုးပစ်နေလေရပါတယ်ရှင်စိုက်ချင်တဲ့သူတွေမပြောလာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါတယ်ဘယ်လိုမျိုးအကောင်းဆုံးစိုက်လို့ရတယ်ဆိုတာကိုကြံပေးနိုင်ပါတယ်ရှင်ဒီမှာဆိုရင်သူစိုက်တာကဆဆစိုက်တဲ့အချိန်ကရိုးမြေတူးရုံပဲနောက်ပိုင်းမှာဆိုရင်ပင်နေရှင်တဲ့အခါမှာဖွဲတွေထည့်တယ်ပြီးတော့နွားချီလေးတွေကိုထည့်လိုက်ပါတယ်ရှင်ပြီးဒီမှာဆိုရင်သူကအရွက်အားစီးလေးတော်တော်ဖြန်းထားတယ်အရွက်အားစီးဖြန်းတဲ့ဖြစ်တဲ့အတွက်ဒီလိုလေးဖြစ်တယ်ပေါ့နော်ဒီမှာအရွက်လေးတွေက3-4ရွက်တော့ရှိနေပေါ့နော်အကယ်၍ဒီစောင်းရတိမဟုတ်ဘူးဆိုရင်တခြားရတိမှာဆိုရင်အရွက်လေးတွေရွှေ့ပြီးတင်ပါတယ်အဲ့ဒါဆိုရင်ပန်းတွေကပို့ပြီးတော့အပွင့်ပို့အားပြီးပြီးတော့ထွက်မြန်တာပေါ့နော်ပန်းပင်လေးတွေမာယူချင်နေဆိုရပါပြီရှင်အလုံးစုံတင်ပါတယ်